ခင်ပွန်ကြီး10ပါးတရားတော်လို့မှတ်ပါဘာတရားလဲခင်ပွန်ကြီး10ပါးတရားတော်ပါဗျာဘုန်းကြီးတို့မြန်မာနိုင်ငံမှာမြန်မာအမေမြန်မာအဖေမြန်မာအဘိုးအဘွားဆရာသမားအထက်သောပုဂ္ဂိုလ်မြတ်များမှသည်ယနေ့သက်ရှိထင်ရှားအလူတကာအလူအမသာသမီမြေတို့တိုင်အောင်တန်ဖိုးကြီးမှအကျိုးများလှသည်မြန်မာအဆုံးအမစကားတွေလက်ဆင့်ကမ်းပြီးတော့လာခဲ့ကြရာကပျောက်ကွယ်သွားကြံရစ်ခဲ့တာတွေလည်းရှိကြယနေ့တိုင်အောင်သက်ရှိထင်ရှားလူငယ်များရဲ့နှလုံးသားနဲ့နားထဲမှာအမြဲတမ်းကြားရုံစွဲတည်နေသေးတဲ့အဆုံးအမတစ်ခုပရိသတ်ရေမပြေမှန်းအပ်တဲ့ခင်ပွန်ကြီးပါနှစ်ပါးမပြေမှန်းတဲ့ခင်ပွန်ကြီးပါနှစ်ပါးမပြေမှန်းထိုက်တဲ့ခင်ပွန်ကြီးပါနှစ်ပါးအဲ့ဒီ10ပါးကဘာတွေလဲလို့မေးရင်ဘယ်လိုပြောကြမလဲပြော10ပါးက10ပါးပါပဲဘုရားကြီးပဲမဟုတ်လား၎င်းခင်ပွန်ကြီး10ပါးတရားတော်ကိုကြွရောက်လာကြသည့်ဓမ္မမာမကံပရိသတ်ပေါင်းများစွာတို့အားဓမ္မဒါနမပြုသိမ့်မိပရိသတ်ပေါင်းများစွာကလည်းပဲဓမ္မသဝနာကုသိုလ်တွေကိုမရယူကြသိမ့်မိဓမ္မသာမိဓမ္မနေမိတဖြစ်တော်မူသည့်တရားပိုင်ရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုပထမရိုသေစွာရှိခိုးကြအောင်စို့အလုံးပဲမြတ်စွာချလောက်ချီမိုးရှိခိုးကြကုန်လျက်တရားဟောတဲ့ပုဂ္ဂိုလ်ကဣဓမ္မသနပလင်ပေါ်မှနေ၍ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးပါရမီတော်ကြီး10ပါးမဟာနမဂါရဝန္ဒနာဂါထာဖြင့်ရွတ်ဆိုမှုသောသွားသည့်အခါမှာတရားနာပရိသတ်မျိုးသားမျိုးသမီးပေါင်းများစွာကလည်းပဲတို့ကိုယ်တိုင်အာယုံယူနှောက်တရွတ်ဆိုရှိခိုးပူဇော်နေတယ်လို့အာယုံယူလျက်ကြီးညိုတတ်တာ